ဒီဝလိမထေရမြန်မာနိုင်ငံမှာလလဘအရာဣတရေရတဲ့ပုဂ္ဂိုလ်ဖြစ်ကိုးကွယ်ကြတာဟာဒီဝလိမထေရမြတ်ကိုကြီးညိုလို့ကိုးကွယ်တာတဲ့လလဘရခြင်းလို့ကိုးကွယ်တဲ့ပုဂ္ဂိုလ်ကပိုများမယ်လို့ထင်တယ်အဲ့တော့သူလလဘရခြင်းရဲ့အကြောင်းဟာဘာကြောင့်ရသလဲဆိုတဲ့ကိုယ်တိုင်လုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုကိုသိရှိနားလည်ပြီးထိုပုဂ္ဂိုလ်သူမြတ်ရဲ့အတွင်းအစ္ဆဒတဏ္ဍမှာရှားရှိထားတဲ့တရားဓုတရားမြတ်ကိုသာလေအလေးအမြတ်ပြုပြီးတော့ကိုးကွယ်မယ်ဆိုရင်ပို့ပြီးတော့လမ်းကြောင်းမှန်ကန်တာပေါ့အဲ့ဒါလို့မဟုတ်ဘဲနဲ့လလဘအရာဣတရေရတဲ့ပုဂ္ဂိုလ်မြတ်ဖြစ်သည့်အတွက်ကြောင့်ကိုးကွယ်ရင်လလဘပေါ်များတယ်ဆိုတဲ့ဒီစိတ်ဓာတ်နဲ့ကိုးကွယ်မယ်ဆိုလို့ရှိရင်တဏှာလောဘကိုအခြေခံတဲ့ကိုးကွယ်မှုမျိုးဖြစ်သွားလို့မှန်ကန်တဲ့ကိုးကွယ်မှုလို့မဆိုနိုင်ဘူးပေါ့ဒါကြောင့်မို့လို့ရှင်သေဝလိမထေရမြတ်ရဲ့အကြောင်းကိုတစ်စေတစ်စောင်းကြည့်ပြီးတော့ထိုမထေရမြတ်ဟာဘယ်လိုတရားဓမ္မကိုကျင့်ကြံကြိုးကိုအားထုတ်လို့ဘယ်လိုအသည့်တရားတွေရတယ်ဆိုတာကပို့ပြီးတော့အရေးကြီးပါတယ်မြန်မာနိုင်ငံမှာကိုးကွယ်နေကြတဲ့ထဲမှာရှင်ဥပဂုတ်တနဲ့ရှင်သေဝလိဆိုတာကျန်တဲ့ရှင်သာရိပုတ္တရာတို့ရှင်မောဂလန်တို့တောင်ကိုးကွယ်တဲ့နေရာမှာသိအရေးမပါသလိုဖြစ်တယ်ပေါ့ရှင်သေဝလိမထေရမြတ်တို့ရှင်ဥပဂုတ်တမထေရမြတ်တို့ကအလေးထားပြီးတော့ကိုးကွယ်စိတ်ကခြင်းဟာကိုယ်ရေးကိုယ်တာအတွက်အသုံးချတဲ့သဘောမျိုးရောက်နေကြတယ်ပေါ့နော်ဒါကြောင့်မို့တရားဓုတရားမြတ်ရသွားဖို့ဘဝဇာတ်ကြောင်းမှာဘယ်လိုကျင့်ကြံကြိုးကိုအားထုတ်ခဲ့ရလို့ဘယ်လိုမျိုးဒုက္ခမျိုးတွေကြုံတွေ့ပြီးတန်တရားဘယ်လိုကျင်လည်ခဲ့ရတယ်ထိုတန်တရားဝဆင်းရဲကဘယ်လိုလွတ်အောင်ရှုံးထွက်ခဲ့ရတယ်ဆိုတဲ့အချက်လက်တွေကိုသိရှိနားလည်ဖို့ကပို့ပြီးတော့အရေးကြီးတယ်ဒါကြောင့်မို့ဒီမထေရမြတ်ရဲ့အမှတ်တရစကားကတော့တကယ်ကိုသူကိုယ်တိုင်ကျင့်ကြံကြိုးကိုအားထုတ်ထားလို့ရရှိလာတဲ့တရားဓုတရားမြတ်နဲ့ပတ်သက်ပြီးတော့ပြောတဲ့စကားသာဖြစ်တယ်တေမေအိစိန်တုသင်္ကပ္ပယထထောပါဝိသိင်ကုတေသူဟာကပ္ပဋ္ဌာန်းကြောင်းကလေးတွေကိုဝင်လာတာဟာဘာအတွက်ဝင်လာသလဲလို့ဆိုလို့ရှိရင်တန်တရားဝကလွတ်ဖို့ဆိုတဲ့ရည်ရွယ်ချက်ကိုဥတည်ချက်ထားပြီးတော့ကမ္မထမ်းကြောင်းလေးတွေဝင်လာတာပါသူ့ရဲ့အတွေးတွေဟာတန်တရားဝကလွတ်ဖို့ဆိုတဲ့ရည်ရွယ်ချက်ဥတည်ထားပြီးတော့တန်တရားဝကလွတ်သွားတဲ့အရှင်မြတ်တွေရဲ့ကျင့်ကြံကြိုးကိုအထုတ်ပုံအထုတ်နည်းတွေဒါတွေကိုသိရှိသင်ယူထားပြီးတဲ့အခါသူ့ရဲ့အတွေးတွေဟာတန်တရားဝဆင်းကလွတ်ကင်းပြီးတော့နိဗ္ဗာန်ဆိုတဲ့ချမ်းသာဒုက္ခရဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျောင်းထဲမှာကမ္မဋ္ဌာန်းကျောင်းလေးထဲမှာဝင်ရောက်လာခဲ့တာဖြစ်တယ်တဲ့အဲ့ဒီလိုဝင်ရောက်လာတဲ့အခါမှာဝိဇ္ဇာဝိမုတ်တိပစ္စေတံမာနုတယမာနာနုတယမௌဇဟဒီနေရာမှာသူ့ရဲ့ကျင့်စဉ်လေးကိုချင်းချင်းဖော်ပြထားတာဝိဇ္ဇာဝိမုတ်တိပစ္စေတံသူရှားနေတာလလဘမဟုတ်ဘူးဘာရှားတာတော့ဆိုဝိဇ္ဇာဆိုတဲ့အတိညာနဲ့ဝိမု ക്തി ဆိုတဲ့လွတ်မြောက်မှုဒီနှစ်ခုကိုရှားစာပေကျမ်းဂန်ထဲမှာဝိဇ္ဇာဆိုတာအရဟတမေဉာဏ်ကိုဖော်ပြထားတယ်ဒါအမြင့်ဆုံးဉာဏ်ကိုဖော်ပြတာပဲဖြစ်တယ်ဝိဇ္ဇာဆိုတဲ့အရဟတမေဉာဏ်နဲ့ထိုဝိဇ္ဇာကြောင့်လွတ်မြောက်မှုရသွားတဲ့အရဟတဖို့အရဟတမေနဲ့အရဟတဖို့ဒီစွမ်းတတ္တိရှိတဲ့တန်လျာကလွတ်မြောက်ဖို့အတွက်အတ္တမစွမ်းဆောင်မှုကောင်းတဲ့ဝိဇ္ဇာဆိုတဲ့အရဟတမေနဲ့ရှင်တဲ့အတိညာနဲ့ထိုအရဟတမေကြောင့်ဖြစ်ပေါ်လာတဲ့အရဟတဖို့လို့ဆိုတဲ့ဒီအကျိုးတရားနှစ်ခုကိုပန်းနိုင်ထားပြီးတော့ရှာကြံခဲ့တာတဲ့အဲ့ဒါလို့ရှာကြံတဲ့အခါမှာအရေးတကြီးဒီဟာတွေရဖို့ရအတွက်ဘာကိုစွန့်လို့ရလူဟာတစ်ခုလိုချင်တစ်ခုစွန့်ရဒါသဘာဝပဲနော်
ဟိုဘက်ကန်းရောက်ချင်ဒီဘက်ကန်းစွန့်ရတယ်နိက္ခမဒုက္ခလို့ဆိုတဲ့ကာမဂုဏ်အာယုန်နေကင်းတဲ့ချမ်းသာမျိုးကိုရကြလို့ရှိရင်ကာမဒုက္ခဆိုတော့စွန့်လို့ရဘယ်ရာပဲဖြစ်ဖြစ်တစ်ခုရခြင်းတစ်ခုစွန့်ဘုန်းကြီးတို့နေ့စဉ်သွားနေတဲ့ခြေလမ်းကိုပဲကြည့်ပထမခြေလမ်းကိုမစွန့်နိုင်ရင်ဒုတိယခြေလမ်းကိုမရဘူးလေကတိတက်တဲ့အခါမှာလည်းပထမလေကတိကိုစွန့်နိုင်မှဒုတိယလေကတိပေါ်ရောက်တယ်ဒုတိယလေကတိတက်စွန့်နိုင်မှတတိယလေကတိကိုရောက်တယ်အဲ့ဒါလို့စွန့်လို့ပြီးတော့လာခဲ့ရလောကလူသားတွေကမစွန့်နိုင်ပဲဖက်တွယ်ထားသည့်အတွက်ကြောင့်အထက်ကိုမရောက်ကြတာလို့ဟိုဘက်ကန်းသွားခြင်းတဲ့လူတယောက်ဟာဒီဘက်ကန်းမှာထိုင်းနေလို့ဟိုဘက်ကန်းကိုရောက်လာမှာမဟုတ်ဘူးဒါကြောင့်ဒီဘက်ကန်းကိုစွန့်ခွာဖို့လိုအပ်တယ်တန်မြာဆိုတဲ့ဒီဘက်ကန်းကြီးကိုမစွန့်ခွာပဲနဲ့နိဗ္ဗာန်ဆိုတဲ့ဟိုဘက်ကန်းကိုဘယ်နည်းနဲ့မှမရောက်ဘူးအာသီဝီသောပမသုတ်တံမှာမြတ်စွာဘုရားကဟောထားတဲ့စကားလုံးလေးတစ်ခုမှတ်သားဖို့ရနော်ဩရိမန္တိရံသဗယံပါရိမန္တိရံခေမံဒီဘက်ကန်းကဘေးရန်အန္တရာယ်တွေများတယ်ဟိုဘက်ကန်းကချမ်းသာတယ်ငြိမ်းချမ်းတယ်တို့ဆိုဒီတန်မြာဆိုတဲ့ဒီဘက်ကန်းကအန္တရာယ်တွေနဲ့ကြီးပဲဘာဖြစ်လို့တော့ဆိုရင်ဘဝမှာဒီဘဝဒီဘက်မှာနေလို့ရှိရင်အန္တရာယ်တွေအလုံးကိုချီးမားပြီးနောက်ဆုံးအသက်ဆုံးပြီထီအောင်ဖြစ်သွားမယ်နော်အာသီဝီသောဘဝသုတ်တံမှာကိုတတ်မဲ့လူကိုအနိကပ်ပြီးတော့အယုံသွင်းပြီးတော့နော်လှုပ်ချန်တပ်ဖြတ်မဲ့ရန်သူဒီဘက်ကမ်းမှာရှိနေတယ်ကိုနဲ့အတူရှိနေတယ်ကိုဒုက္ခပေးမဲ့အစိတ်ပြင်းထန်တဲ့မွေကြီးတွေလည်းကိုနဲ့အတူရှိနေအဲ့ဒီလိုဒီဘက်ကမ်းမှာကြည့်လိုက်မယ်ဆိုအန္တရာယ်တွေနဲ့ကြီးပဲလို့ရလမ်းမရှိဘူးဒီဘက်ကမ်းဒါကြောင့်မို့ဟိုဘက်ကမ်းကိုမရောက်တဲ့မြတော့ဒီဘက်ကမ်းနေလို့ရှိရင်တော့အိုခြင်းနာခြင်းသိခြင်းဆိုတဲ့ဆင်းရဲဒုက္ခလွတ်ကြမှာမဟုတ်ဘူးဘယ်ပုဂ္ဂိုလ်မှမလွတ်နိုင်ဘူးဒါကြောင့်မို့ဟိုဘက်ကမ်းကိုအရောက်သွားဟိုဘက်ကမ်းသွားဖို့ဆိုတာလေအန္တရာယ်တွေအလွန်ပြောနဲ့ဒီရေပြင်ကြီးကိုဖြတ်ကျော်ရမှာဖြစ်တယ်လှေဖောင်မရှိဘဲနဲ့သွားဖို့အလွန်ခက်တယ်ဒါကြောင့်မို့လှေဖောင်ဆိုတဲ့အမှန်မြင်မှုအမှန်တွေးမှုမှန်ကန်တဲ့စကားကိုပြောဆိုမှုမှန်ကန်တဲ့အလုပ်ကိုလုပ်မှုမှန်ကန်တဲ့အသက်မွေးမှုဆိုတာတွေကိုခြေတည်ပြီးတော့မှန်ကန်တဲ့ကြိုးစားအထောက်မှုနဲ့မှန်ကန်တဲ့အမှတ်ရမှုတွေတည်ဆောက်ပြီးမှန်ကန်တဲ့တမာတိနဲ့သွားမှဟိုဘက်ကမ်းကိုရောက်တယ်ကျယ်ဝန်းလာတဲ့ပင်လယ်ပြင်ကြီးအန္တရာယ်ပြားတဲ့ပင်လယ်ပြင်ကြီးကိုလှေဖောင်နဲ့ဖြတ်ကူးလိုက်လို့ဟိုဘက်ကမ်းရောက်သွားပြီဆိုလို့ရှိရင်တော့ပါရိမန္တိရံခေမံဟိုဘက်ကမ်းဟာငြိမ်းချမ်းတယ်အဲ့တော့ဒီဘက်ကမ်းကိုစွန့်ပြီးတော့ဟိုဘက်ကမ်းကိုရောက်သွားတန်မြာဆိုတဲ့ဒီဘက်ကမ်းကိုစွန့်ခွာနိုင်မှတန်မြာဆိုတဲ့ဒီဘက်ကမ်းကိုမစွန့်ခွာနိုင်သေးတဲ့မြဝိဉ္ဇနာချင်းသိချင်းဆိုတဲ့ဆင်းရဲဒုက္ခတွေမလွတ်ဘူးဆိုလိုတာကခန္ဓာ၅ပါးရှိနေတာဟာဒီဘက်ကမ်းခန္ဓာ၅ပါးအကြောင်းချုပ်လို့အလုံးချုပ်ငြိမ်းသွားတာကဟိုဘက်ကမ်းအဲ့တော့ဟိုဘက်ကမ်းဆိုတဲ့ဒုက္ခនិရောဓလို့ဆိုနိဗ္ဗာန်လို့ဆိုဟိုဘက်ကမ်းကြတော့မှတို့တွေဆင်းရဲဒုက္ခတွေလွတ်မယ်ဆိုတာကိုသိရှိဖို့လိုအပ်တာပေါ့ဒါကြောင့်မို့စွန့်လို့ရတယ်အဲ့ဒီစွန့်လို့ရတဲ့အထက်မှာဘာကိုစွန့်ရမှာလဲတိုက်ရိုက်အပြင်ပြောမယ်ဆိုရင်ကိုရထားတဲ့ခန္ဓာကြီးကိုစွန့်ရမှာလားလို့ဆိုခန္ဓာကစွန့်လို့မရဘူးနော်ခန္ဓာကိုတိဆောက်နေတဲ့တဏှာထိုတိဆောက်တဲ့မှာအာပိကူကြီးနေတဲ့အဝိဇ္ဇာနဲ့တဏှာလို့ဆိုတဲ့ဒီတရားတွေကိုဖယ်ရှားပြစ်နိုင်အဲ့ဒီတရားတွေပေါ်မှာလွှမ်းမိုးချုပ်ကင်နေတာဘယ်သူတို့ဆိုမာနဆိုတဲ့တရားခန္ဓာ၅ပါးမှာငါလို့ထင်နေတဲ့မာနအဲ့ဒီမာနတရားကိုစွန့်လိုက်လို့ရှိရင်ကိလေသာတွေအလုံးဟာကုန်သွားတယ်အဲ့ဒါတွေကိုစွန့်နိုင်မှဝိဇ္ဇာနဲ့ဝိမု ക്തി အသိဉာဏ်
ရတ္တမေဆိုတဲ့ဝိဇ္ဇာဉာဏ်ရဲ့ရတ္တဖို့ဆိုတဲ့ဝိမု ക്തി ရဲ့လွတ်မြောက်မှုကိုရမယ်ဆိုတာကိုရှင်သေဝတိမထေရမြတ်ကသူ့ရဲ့အမတ်တရားစကားမှာထည့်သွင်းပြောထားတယ်မာနာနုတယမာနဆိုတဲ့အနုတယဓာတ်ကိုကိုယ့်ရဲ့ရင်နဲ့နှလုံးထဲမှာ positive ဖြစ်နေတာအနုတယလို့ပြောတာ positive ဖြစ်နေတယ်ဘာနဲ့ပတ်သက်ပြီးတော့ positive ဖြစ်နေလဲဆိုရင်ခန္ဓာ၅ပါးနဲ့ပတ်သက်လာတဲ့အခါမှာငါလို့ဧသောဟမတမိငါလုံနိုင်တယ်ငါသွားနိုင်တယ်ငါအရေးချင်းနဲ့ပတ်သက်ပြီးတော့အထင်ရောက်နေမှုကိုမာနလို့ခေါ်တာပဲအဲ့ဒီအထင်ရောက်နေတဲ့မာနကိုစာပေကျမ်းကမှာအတ္တမိမာနလို့ခေါ်အတ္တမိဆိုတာဖြစ်တယ်လို့ပြောတာဖြစ်တယ်ဆိုတာအရေးချင်းတစ်ခုဆိုပါစို့ပါဠိစာပေလေ့လာတဲ့ပုဂ္ဂိုလ်တွေမှာကြည့်မယ်ဆိုရင်ဘူကရာသဗ္ဗဓာတုထဗျပကဘူဓာတ်ရဲ့ကရဓာတ်ရဲ့အဲ့ဒီနှစ်ခုဒီဓာတ်အလုံးကိုခြုံထားတယ်စကားလုံးမှာဘာလဲဆိုရင်ဖြစ်ထားရဲ့လှုပ်ထားရဲ့ဒီနှစ်ခုကအလုံးနဲ့သက်ဆိုင်အလုံးကိုလွှမ်းခြုံထားတဲ့စကားလုံးနှလုံးလို့ပြောတယ်အဲ့ဒါလိုပဲအင်္ဂလိပ်စကားမှာကျတော့ verb to do နဲ့ verb to be ဒီနှစ်ခုဟာဒီနေရာမှာ verb to be နဲ့ပြောလိုက်တာအတ္တမိဖြစ်တယ်ဆိုတာဘာဖြစ်တာတော့အားလုံးဒီအရေးချင်းနဲ့ပတ်သက်ပြီးတော့အားလုံးကိုပြောတာငါလုံနိုင်တယ်ငါသိတယ်ငါတတ်တယ်အစနော်ငါစိတ်တိုင်းချဖြစ်တယ်ဆိုတဲ့အတွေးတွေကအစဒါမာနာနုတယလို့ခေါ်တယ်နော်အဲ့ဒီမာနဆိုတဲ့သဘာဝတရားဟာလူတွေရဲ့ယင်တဲ့နှလုံးနဲ့စိတ်အစဉ်ထဲမှာဒီဘဝပေါင်းမြောက်များစွာကပါဝင်လာခဲ့တာဖြစ်တယ်။ပါဝင်လာလို့ဒီမြေရန်ကိန်းနေသည့်အတွက်ကြောင့်ဒီတရားဟာ positive အနေနဲ့ယင်ထဲမှာရှိတယ်။ဒါကြောင့်မို့လူတွေဟာမာနကိုသွားထိလိုက်လို့ရှိရင်မွေဟောင်းများခေါင်းထောင်လာသလိုနော်ကိုယ့်ရဲ့အရေးချင်းတစ်ခုများထိခိုက်ပြောလိုက်ရင်အလွန်နာတယ်လေအလွန်နာအဲ့ဒါမာနတခြားအချိန်မှကြည့်လိုက်ရင်တော့သဘောကောင်းတဲ့အောင်ရှိတော့လည်းပဲသူ့ရဲ့အရေးချင်းနဲ့ပတ်သက်လာပြီးတော့ပြောလိုက်မယ်ဆိုလိုက်မယ်ဆိုလို့ရှိရင်လူတွေရဲ့မာနဆိုတာထောင်လာတာပဲချက်ချင်းအဲ့ဒီမာနဟာတိတိတသာရောမတိမသာရောအမှန်တန်နှိမ်ရခက်တဲ့ရှင်ထဲမှာရှိတဲ့သဘာဝတရားအရတ္တမေနဲ့နှိမ်မှပဲပျောက်တယ်ဒါကြောင့်ဒီမာနဟာအရတ္တမေနဲ့ဖယ်ရှားမှအကုန်လုံးကျင်းသွားဖြစ်တယ်ခန္ဓာ၅ပါးနဲ့ဆက်ပြီးတော့ဖြစ်လာတဲ့ဒီမာနဆိုတဲ့တရားကိုမာနာနုတယစိတ်အစဉ်မှာတန်တရားကနေကပ်ဝင်ပြီးတော့ပါလာတဲ့ကိန်းနေတဲ့ခုခေတ်စဉ် positive ဖြစ်နေတဲ့မာနဆိုတဲ့တရားကိုဥစ္စာဟံဆုံးလွတ်လိုက်ရဲ့ဝိဇ္ဇာဝိမု ക്തി ဝိဇ္ဇာဝိမု ക്തി ဆိုတဲ့အသိဉာဏ်နဲ့လွတ်မြောက်မှုကိုသူရရှိခဲ့တာပါလို့ပြောအဲ့တော့ဒီနေရာမှာအမတ်တရားစကားကိုပြောတယ်ရှင်သေဝတိမထေရမြတ်ကတခြားကိလေသာတွေပယ်တာကိုမပြောဘဲနဲ့မာနကိုခေါင်းတက်ပြီးတော့ပြောလိုက်တာ။ဘာကြောင့်မာနကိုခေါင်းတက်ပြောတယ်လဲဆိုရင်သူဟာလူဘဝကမင်းသားလေ။အဲ့တော့မင်းသားဘုန်းကြီးဖြစ်လာတဲ့အခါကျတော့လေလက်လက်ပါအလွန်များတယ်။ကိုယ်ွယ်တဲ့ပုဂ္ဂိုလ်တွေအလွန်များတယ်။ဒါကြောင့်မို့လို့သူ့ရဲ့မာနကိုအဓိကထားပြီးတော့ချိုးနှိမ်တယ်လို့တနည်းအားဖြင့်ပြောမယ်ဆိုပြောလို့ရတယ်နော်။အဲ့ဒီမာနကိုသူချိုးနှိမ်လိုက်သည့်အတွက်ကြောင့်ဝိဇ္ဇာနဲ့ဝိမု ക്തി ရတ္တမေဉာဏ်ဆိုတဲ့ဝိဇ္ဇာရဲ့ရတ္တဖို့ဆိုတဲ့လွတ်မြောက်မှုဒီနှစ်ခုအဲ့ဒီနှစ်ခုရှာတဲ့အခါမှာသူ့ရဲ့ယင်ထဲမှာအခုအခါအနှောက်အယှက်ဟာမာနပဲဖြစ်တယ်လို့ဒီလိုဆိုလိုတဲ့အထိပ္ပယ်ရတယ်ပေါ့နော်အဲ့ဒီမာနကိုဖယ်ရှားပြတယ်မာနဆိုသည်မှာဒါမှပုဂ္ဂိုလ်တိုင်းမှာမာနရှိတယ်ဒါကြောင့်မို့လို့ပပိစ္ဆတရား၃ပါးထဲမှာအနတ္တလက္ခဏာ၃ပါးဧတံမမတဏှာရဲ့အမြင်
ဧသောဟမတမိဒိဋ္ဌိရဲ့အမြင်နဲ့ဧသောဟမတမိမာနရဲ့အမြင်နဲ့ဧသောမိအတ္တဒိဋ္ဌိရဲ့အမြင်ဆိုဒီအမြင်၃ရပ်ဟာတန်တရားကြီးကိုကျယ်သွားအောင်လုပ်တဲ့အမြင်၃ရပ်သာဖြစ်တယ်အဲ့ဒီထဲမှာရွေးချယ်ပြီးတော့ဧသောဟမတမိဆိုတဲ့မာနတရားကြိုးစားဖယ်ရှားခြင်းအဖြစ်ဝိဇ္ဇာဝိမု ക്തി ထီအောင်ရောက်ရှိသွားတယ်ဒီလိုဆိုလို့ပေါ့နော်ဒီထဲမှာဒိဋ္ဌိလို့ဆိုတဲ့ဧသောမိအတ္တပထမမဲ့ရလိုက်တာနဲ့အကျွမ်းမဲ့ပယ်ပြီးသားဖြစ်သွားခေါင်းမာပြီးကြံရတာတော့တဏှာနဲ့မာနပဲအဲ့ဒီထဲမှာမာနပယ်လိုက်ရင်လည်းတဏှာပါသွားမယ်တဏှာပယ်လိုက်ရင်လည်းမာနပယ်သွားပါပြီးသားဖြစ်သွားမယ်ဒီနှစ်ခုဟာတွဲဖက်ပြီးတော့နေတာဟုတ်ဒီမထေရမြတ်ရဲ့အမတ်တရားစကားဟာအခုလိုဖော်ပြထားတာဘုန်းကြီးတို့တွေမှတ်သားနိုင်ယူပြီးတစိတစောင်းသူ့ရဲ့ကျင့်စဉ်မထေရမြတ်ရဲ့ကျင့်စဉ်ကိုလည်းပဲအကဲခတ်ပြီးတော့ကြည့်ရှုလို့ရမိမိတို့ကိုယ်တိုင်လည်းပဲတတိထားပြီးတော့ဝိဇ္ဇာဆိုတဲ့အသိဉာဏ်နဲ့ဝိမု ക്തി ဆိုတဲ့လွတ်မြောက်မှုကိုရခြင်းမာနဆိုတဲ့ကိလေသာပယ်ရမယ်မာနကိုဥတည်ပြီးပြောတော့လဲဉာဏ်နဲ့ကိလေသာတွေလည်းပယ်ရမှာလို့ဆိုလို့ပဲပေါ့ဟုတ်ပြီဒါဖြင့်ရှင်သေဝလိဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ရဲ့ဘဝဇာတ်ကြောင်းတစ်စိတစ်စောင်းကိုကြည့်ကြည့်ရအောင်သူ့ရဲ့ဘဝဟာဘယ်တော့ကစပြီးတော့ပေါ်လာခဲ့တာလဲဘုန်းကြီးတို့တွေလည်းပဲကိုယ်ဘဝဇာတ်ကြောင်းဟာဘယ်တော့ကစပြီးတန်တရားထဲမှာပေါ်လာတာလဲဆိုတာကိုယ်တိုင်ကသိနိုင်စွာမရှိလို့သာပေါ်လာတဲ့အချိန်ဆိုတာရှိပြီအခုလိုဘုရားမြတ်စွာရဲ့သာသနာထွန်းကားတဲ့အခါမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုသိရှိနားလည်ခွင့်ရတဲ့နေရာမှာလူလာဖြစ်ကြပြီးတော့တရားဓမ္မတွေကိုကြားနာခွင့်ကျင့်သုံးခွင့်ရနေတာဟာဒီတဘွားကစတာတော့မဟုတ်နိုင်ဘူးအတိတ်ဘဝမှာကုသိုလ်ကောင်းမှုတွေလှုပ်ထားခဲ့လို့သာဒီအကျိုးဆက်နဲ့ဖြစ်လာတယ်ဘယ်ရာပဲဖြစ်ဖြစ်အကြောင်းကင်းဖြစ်တယ်ဆိုတာမရှိဘူးအကြောင်းဆိုတာရှိတယ်ရှင်သေဝလိရဲ့အတိတ်ကဘဝစာကြောင်းကိုကြည့်လိုက်မယ်ဆိုရင်ဒီကဘာကနေပြီးနောက်ကြောင်းပြန်ပြီးတော့ရေတက်လိုက်မယ်ဆိုကဘာတသိန်းမှာပဋိမုဒ္ဒရာမြတ်စွာဘုရားပွင့်ခဲ့တယ်အဲ့ဒီပဋိမုဒ္ဒရာမြတ်စွာဘုရားပွင့်တဲ့အချိန်တုန်းကသူဟာလူဘဝရရှိလာလူဘဝရရှိပြီးတော့ပဋိမုဒ္ဒရာမြတ်စွာဘုရားရဲ့ကျောင်းတော်ကိုသွားပြီးတော့ပရိသတ်အစွန်ကနေပြီးဖရာတရားကိုနာယူခဲ့ဘူးတယ်နော်ရှေ့တက်နာတာမဟုတ်ဘူးနောက်ဆုံးကနေပြီးတော့နာတာပရိသတ်ရဲ့အစွန်မှာနေထိုင်ပြီးတော့သူဟာတရားနာခဲ့တယ်တဲ့အဲ့လိုတရားနာပြီးပဋိမုဒ္ဒရာမြတ်စွာဘုရားကတန်ခါပရိသတ်ထဲမှာထူးခြားတဲ့ယဟန်တစ်ပါးကိုဧတရေဝေတုဖြင့်ချီးကျူးမြောက်စားတာတိုင်ကြားသိခဲ့ရတယ်လောကမှာထူးခြားတဲ့ပုဂ္ဂိုလ်တွေကိုအများသိရအောင်မြတ်စွာဘုရားကိုယ်တိုင်ကမြောက်စားပြီးတော့မိန့်ကြားခဲ့တဲ့ပုဂ္ဂိုလ်လလဘရတဲ့ထဲမှာထိတ်တန်းဖြစ်တဲ့မထေရဘာအကြောင်းကိုမြတ်စွာဘုရားကချီးကျူးပြီးတော့ဟောကြားခဲ့တယ်အဲ့ဒါကိုအားကျပြီးတော့ဘုရားမှုရှိတဲ့တန်ဃာတွေကိုပင့်ပြီးတော့9 ရက် 9 လီဒါနကောင်းမှုပြုလုပ်တယ်အဲ့ဒါလိုဒါနကောင်းမှုပြုလုပ်ပြီးတဲ့အခါမှာသူဟာစုပန်ခဲ့တယ်လူဆိုတာဆန္ဒဆိုတာမတူကြဘူးရိုးရိုးသားသားတရားသူတရားမြတ်နိဗ္ဗာန်ကိုရက်တူတို့နဲ့ရချင်တဲ့ပုဂ္ဂိုလ်ရှိတယ်လို့ဘဝမှာထင်ထင်ရှားရှားနဲ့ဒီထင်ပေါ်ကျော်ကြားတဲ့ဂုဏ်တွေနဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းတဲ့ပုဂ္ဂိုလ်တွေပေါ်လာအမျိုးစုံရှိတာပေါ့ဒါကတော့လူဆန္ဒနဲ့ဆိုင်လူဆန္ဒနဲ့ဆိုင်
စိတ်ဆန္ဒပေါ်မှာမူတည်ပြီးတော့သူဟာနောင်ဖရာတွေရဲ့လက်ထက်မှာအခုလိုလက်လက်ပါအရာမှာမြတ်စွာဘုရားကိုယ်တိုင်ကချီးကျူးပြီးအပြောခံရတဲ့ပုဂ္ဂိုလ်မျိုးသူဖြစ်ချင်တယ်ပေါ့အဲ့ဒါကိုစုတောင်းတာကိုမြတ်စွာဘုရားကနေပြီးတော့ဒီဖြာရိတ်ပေးခဲ့တယ်သူရဲ့စိတ်ဆန္ဒတွေသူရဲ့ကုသိုလ်ကောင်းမှုတွေပစ္စုပန်အခြေအနေကိုကြည့်ပြီးတော့အနာဂတ်ကိုပြောတာအဲ့တော့ပစ္စုပန်အခြေအနေကြည့်ပြီးတော့အနာဂတ်ကိုပြောလို့ရလားလို့ဆိုပြောလို့ရတယ်ဒါဗျာခဏခေတ်တာမန်လူတွေတောင်မှပဲဘယ်နေ့မုန်တိုင်းတိုက်မယ်ဆိုတာပင်လယ်ထဲကဖြစ်ပေါ်နေတဲ့ရာသီဥတုအခြေအနေကိုကြည့်ပြီးပြောနေကြတာပဲလေဟောပြောလို့ရတာပဲဘယ်နေ့လာကြက်မယ်ဘယ်နေ့ငရေလှုပ်မယ်ဆိုတာတွေတောင်မှပဲဟောခိန်ထုတ်နေကြတာရှိအဲ့ဒါလိုပဲမြတ်စွာဘုရားသခင်ကိုရောမြတ်တွေကြောင့်လူရဲ့ဆန္ဒအသေးစိတ်သူလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုသူရဲ့စိတ်ဆန္ဒသူရဲ့အကြီးချင်းဒါဟာဧကံဒိဋ္ဌသူလိုချင်တာကိုရစေမှာဖြစ်တယ်ဆိုတာကိုတော့မြတ်စွာဘုရားတွေဟာရှင်းရှင်းလင်းလင်းအကြောင်းတရားတွေကိုမြင်ပြီးတော့အကျိုးတရားကိုဖော်ထုတ်ပြီးတော့ဗျာဒိတ်စကားကိုပြောကြတာပဲဖြစ်တယ်ပေါ့အဲလိုဗျာဒိတ်စကားပြောကြပြီးတော့သူဟာမြတ်စွာဘုရားထံကဗျာဒိတ်စကားကြားလိုက်ရတဲ့အခါမှာအလွန်ဝမ်းသာအားရဖြစ်တယ်အဲလိုဝမ်းသာပီတိတွေဖြစ်ပြီးတော့နောက်မှာသူ60ကဘာကာလရောက်တဲ့အခါကျတော့ဝိပဿီဆိုတဲ့မြတ်စွာဘုရားပွင့်ပြန်တယ်အဲဒီဝိပဿီမြတ်စွာဘုရားပွင့်တဲ့အခါမှာကျတော့ဗန္ဓုမတိဆိုတဲ့မြို့တော်ကလူတွေဟာတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ကြီးနဲ့ရှင်ပြိုင်ပြီးတော့ကုသိုလ်ကောင်းမှုလုပ်ကြတယ်ဘုရင်ကဘယ်သူမှခွင့်မပေးချင်ဘူးအဲ့ဒါဘုရင်စီကရအောင်မြတ်စွာဘုရားနဲ့တန်ဃာတွေကိုဆွန့်ကပ်ဖို့အခွင့်အရေးမရရအောင်တောင်းပြီးတော့ဘုရင်ကြီးနဲ့ရှင်ပြိုင်ပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်အဲ့ဒီကုသိုလ်ကောင်းမှုလုပ်တဲ့အချိန်မှာသူဟာဗန္ဓုပတိမြို့မှာလူဖြစ်တာမဟုတ်ပဲနဲ့တောကရွာငယ်လေးတစ်ခုမှသွားလူဖြစ်တယ်လူဖြစ်ရင်မြို့ပေါ်ကိုသူတက်လာတယ်တစုံတစ်ခုရောင်းဖို့ဆိုပြီးသူ့လက်ထဲမှာဘာပါလာတော့ဆိုဒီတင်လေခဲသို့မဟုတ်ထညက်ခဲပေါ့ထညက်ပါလာတယ်ဒိန်ချင်းပါလာတယ်ဒိန်ချင်းကိုပါဠိလိုတတိလို့ခေါ်တယ်နော်ထန်လျက်ကိုတော့ဂုလလို့ခေါ်တယ်အဲ့ဒါနှစ်ခုသူယူလာလမ်းမှာတခါပြားကောင်တွေကမဆုတ်ဖဲနဲ့ပြားအုံကိုဒီတိုင်းစွန့်ခွာပြီးတော့ထွက်သွားတဲ့ပြားကောင်တွေမရှိတော့တဲ့ပြားအုံကြီးတစ်ခုသူအစင်သင်တွေ့တဲ့အခါမှာအဲ့ဒီပြားအုံကြီးကိုလည်းဒီတစ်ကိုင်းနဲ့ကွာချိုးပြီးတော့သူယူလာပြီမြို့ကြရင်ဒါဝယ်တဲ့လူရှိရင်ရောင်းမယ်ဆိုတဲ့ရွေးချက်နဲ့လို့သူ့လက်ထဲမှာပါလာတာပြားဖို့ရဲ့နော်ထန်းလျက်ရဲ့ဒိန်ချင်းရဲ့ဒိန်ချင်းအိုးရဲ့အဲ့ဒါယူပြီးမြို့တက်လာရင်ကတော့သူကဒါတွေရောင်းပြီးတော့တခုဝယ်ပြီးရောပြန်မို့ပဲသူရောက်လာတဲ့အခါကျမြို့သူမြို့သားတွေမှာဆွန့်ကတ်တဲ့ထဲမှာမပါတာကဒိန်ချင်းနဲ့တညက်ပြားရည်အဲ့ဒီသုံးခုလိုနေတယ်တခြားပစ္စည်းတွေအကုန်ပါတယ်အဲ့ဒါမပါလို့ရှားနေကြသူစီရမှာမရဘူးနောက်ဆုံးဒီတောရွာကလူတယောက်ဒိန်ချင်းအိုးကြီးလက်ဆွဲပြီးတော့တက်လာတာမြင်တဲ့အခါကျတော့သူစီရစီးပြီးတော့ဝယ်ကြတယ်ရောင်းမို့လားရောင်းမို့ဆိုရင်သူတို့ရောင်းမှာတန်ဖိုးတွေကိုသူကဒီရောင်းသူဝယ်သူတို့ရဲ့သဘာဝပဲဝယ်ချင်တဲ့လူတွေဝယ်ချင်မှန်းသိရင်ရောင်းသူကဈေးမြင့်တာပဲလေအဲသူကလည်းဈေးမြင့်တန်ရတန်ကြီးတဲ့ပူဟိုလူတွေအတက်တဲ့ရောအတင်းဝယ်မှန်းသိတော့ဈေးမြင့်တာဘယ်လောက်ထိအောင်ဈေးမြင့်လိုက်တော့ဆိုထောင်ကနန်းထိရောက်သွားတော့သူဟာတကယ်ကတော့ထောင်ကနန်းထိတန်းတာမဟုတ်ဘူးသို့တော့ဈေးမြင့်လိုက်တာဟိုလူတွေကမြင့်သမျှလိုက်ပေးတယ်လေလံလိုပဲပေါ့နော်
ဟိုလူတွေကလည်းရချင်နေတာဆိုတော့ပေးတယ်အဲ့တော့သူကလူတွေအကဲခတ်တယ်ခင်ဗျားတို့မတန်တဆဈေးကြီးပေးဝယ်တာဘာလို့ဖို့လဲအဲ့ဒီနေရာမှာသူ့ဘဝအတွက်အလှည့်အပြောင်းတစ်ခုဖြစ်ရဒီကံကောင်းပြီဆိုတဲ့လူတွေကဒီလိုပဲဘဝမှာအလှည့်အပြောင်းဖြစ်ဖို့အချိန်လေးကြုံကြိုက်တာအဲ့ဒီမှာဘာလို့ဖို့လဲဆိုအေးတို့ဝိပဿနာမြတ်စွာဘုရားနဲ့တန်ဃာတော်တွေကိုဆွမ်းစားပင်ထားတယ်တန်ဃာဒါနဆွမ်းကြီးဆွမ်းကပ်ပွဲလုပ်နေဒီပစ္စည်း၃မျိုးဟာတို့လိုချင်နေတာအဲ့ဒါရှာတာဘယ်မှမရလို့ခုမှဘလောက်ပဲဆိုးဆိုးငါတို့ကအကုန်ပေးမယ်လို့ဒီလိုပြောတဲ့အခါကျတော့ကဲသူ့စိတ်ဟာနော်တရားတရားရှိတဲ့ပုဂ္ဂိုလ်ဆိုပိုက်ဆံနဲ့တန်ဖိုးရှိတယ်ဆိုတော့သူသိသွားဒီနေရာလေးမှာပိုက်ဆံကိုမက်လိုက်မယ်ဆိုရင်သူ့ဘဝဇာကြောင်းဟာတစ်မျိုးပြောင်းသွားတယ်ဟောသူကကုသိုလ်ကိုတန်ဖိုးထားလိုက်တယ်ငွေကြေးတနာကိုတန်ဖိုးမထားဘူးအဲ့ဒါပြောမယ်ဆိုလို့ရှိရင်အနှစ်သာရရှိတာနဲ့အနှစ်သာရမရှိတာကိုခွဲခြားသိခြင်းပဲဖြစ်တယ်ပေါ့အေးလူတွေမှာဒီကနေ့ခေတ်မှာလည်းပဲဘဝမှာဘယ်ဟာတန်ဖိုးရှိတယ်ဘယ်ဟာတန်ဖိုးမရှိဘူးဘယ်ဟာကအနှစ်သာရရှိတယ်ဘယ်ဟာကအနှစ်သာရမရှိဘူးဆိုတော့သိဖို့အမှန်တမ်းအရေးကြီးတာအဲ့တော့ဒီပုဂ္ဂိုလ်ကဒေါသပေမဲ့လို့ तू သိလိုက်တယ်ကုသိုလ်ကောင်းမှုကပို့ပြီးတော့အနှစ်သာရရှိတယ်ငါလက်ထဲပါတဲ့ပစ္စည်းတွေကဘာမှတန်ဖိုးမရှိဘူးအနှစ်သာရမရှိတာနဲ့လဲပြီးတော့အနှစ်သာရရှိတာကိုငါယူမယ်သမ္မာသင်္ကပ္ပဆိုရင်မှန်ကန်တဲ့အတွေ့တွေးလိုက်တာပဲသမ္မာဒိဋ္ဌိဆိုရဲမှန်ကန်တဲ့အမြင်တစ်ခုရသွားပြီသမ္မာသင်္ကပ္ပမှန်တဲ့အတွေ့တိုင်းတွေးလိုက်တယ်တော့သူလုံးလိုက်တဲ့ဟာအခြေခံမဲ့ခင်ပေါင်းနဲ့ဝင်သွားတယ်ပေါ့ဒီလိုဆိုလိုတာပေါ့နော်အမှန်တွေးလို့အမှန်သိတယ်အမှန်သိသည့်အတွက်ကြောင့်သူကုသိုလ်လုံးမယ်လို့ပြောတာသမ္မာဝါစာကောင်းတဲ့ကုသိုလ်လုပ်လိုက်တာသမ္မာကမ္မန္တဖြစ်သွားတယ်ကျိုးစားအထုတာသမ္မာဝါယာမနဲ့ဘုရားကိုအာယုံပြုပြီးတတိရနေတာသမ္မာတတိနဲ့စိတ်တည်ငြိမ်ပြီးတော့ခြေနဲ့အာရဖြစ်နေတာသမ္မာသမာဓိဆိုပြောမယ်ဆိုရင်ဒါမဂ္ဂင်၈ပါးလမ်းကြောင်းပေါ်သူတက်သွားတာပဲအဲ့ဒါလိုမဂ္ဂင်၈ပါးလမ်းကြောင်းပေါ်တက်သွားတဲ့အခါသူကိုယ်တိုင်ကတ်ခွင့်ရမယ်ဆိုရင်သူကိုယ်တိုင်ကတ်မယ်ဆိုတော့ဟိုလူတွေကလည်းအာရပါရစုပေါင်းကတ်တာကိုလာပါလိုက်ခဲ့ပါဆိုသူကလိုက်သွားပြီးဟိုကြတော့သူ့ထဲပါတဲ့ပစ္စည်းတွေကိုပြင်းပြင်းစင်စင်လုပ်ပြီးတော့ဝိပဿနာမြတ်စွာဘုရားကြွလာတဲ့အခါလမ်းကနေစောင့်ပြီးတော့လှူချအဲ့ဒါလို့လှူတော့သူလည်းသူ့အလှဲ့လည်းရောက်ရောမြတ်စွာဘုရားကိုဒါဆင်းရဲသားရဲ့လက်ဆောင်လေးပါဘုရားရှင်ဘုရားသုံးဆောင်ရအောင်တပည့်တော်များလှူပါတယ်လို့မြတ်စွာဘုရားကိုတရားတရားရှိနဲ့လှူလိုက်ပြီးကြံတဲ့ဟာတွေကိုလည်းသူ့လက်ထဲပါတာနည်းနည်းလေးပဲတပားစာလောက်ပဲပါတာဖြစ်မယ်သို့တော်လှူလိုက်တာတန်ခါတသိန်းအကုန်လုံးရသွားတယ်နော်ဒီဒိန်ချင်းရဲ့ဒီထက်ညက်ခဲရဲ့ပြားရည်ရဲ့ကအကုန်လုံးအပါးစီရသွားတပားနဲ့အကုန်လုံးအပါးစီရသွားအောင်ဖြစ်သွားအဲ့တော့ဝန္တာပီတိတွေသူ့မှာခြေနုအာရမှုတွေဖြစ်တာဖြစ်ပြီးတော့အဲ့ဒီမှာလဲသူ့ရဲ့မတိတဲ့စိတ်ဆန္ဒဆိုပါစို့အတိတ်ဘဝတုန်းကသူကုသိုလ်ကောင်းမှုလုပ်ပြီးတော့ဆုတောင်းခဲ့တာသူမှတ်မိချင်မှမှတ်မိမယ်သို့တော့ဒီမှာလည်းပဲဒီဘုရားလက်ထက်မှာလည်းပဲအဲ့ဒီဆုကိုပဲသူတောင်းလိုက်တယ်ဒီရှားပါတဲ့ပုဂ္ဂိုလ်မဖြစ်ဘဲနဲ့လတ်လပါရှိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ပါရစေဆိုတာဆုတောင်းအဲ့ဒီထီအောင်သူနိဗ္ဗာန်ဆုတောင်းတာမတွေ့ဘူးနော်တွေ့ဘူးအဲ့ဒါလိုပဲဒီရှင်သေဝလိအလောင်းဟာဝိပဿနာမြတ်စွာဘုရားလက်ထက်မှာလည်းကုသိုလ်ကောင်းမှုလုပ်ပြီးတော့ဒီလိုဆုတောင်းလာခဲ့အဲ့ဒီကနေတန်တရားဆက်ပြီးတော့လဲသွားတဲ့အခါမှာနောက်ဆုံးဂေါရမဗုဒ္ဓလက်ထက်ထိရောက်လာခဲ့အဲ့တော့ဒီကုသိုလ်ကောင်းမှုဆိုတဲ့နေရာမှာဒီအခြေခံဖြစ်တဲ့ဥပနိဒေယတမ္ပတ္တိလို့ခေါ်တယ်ဥပနိဒေယတမ္ပတ္တိဆိုတာတိဟိပတိတန်နေခြင်းပရိသေစိတ်မှာ
အတိညာပါတာတိဟိပတိတတိသူလှုပ်ခဲ့တာတွေကလည်းပဲအတိစိတ်နဲ့လှုပ်ခဲ့တာအဲ့တော့တိဟိပတိတတိနေခြင်းလို့ဆိုတဲ့ဥပနိဒေယတပ္ပတိမြတ်စွာဘုရားနဲ့ဆုံတွေ့ရခြင်းသူတော်ကောင်းနဲ့ဆုံတွေ့ရခြင်းသူတော်ကောင်းဟောကြားတဲ့တရားကိုနာရခြင်းဆိုတာတွေဟာသူ့အတွက်လုံလောက်တဲ့အကြောင်းတွေဖြစ်သွားတယ်ပေါ့သူဆန္ဒကထုတ်ဖော်ပြောကြားတာမဟုတ်တော့လည်းပဲဒီအတိညာဏ်တွေဟာသူ့ထဲမှာရောက်သွားတယ်လို့ယူဆရတယ်နော်အဲ့တော့ဂေါရမမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါမှာသူကကောလိယမင်းသမီးသုပ္ပဝါတာရဲ့ဝန်းထဲမှာသရေခသရေတီတဲ့အချိန်ကနေစပြီးတော့ကုသိုလ်ကောင်းမှုဆိုတာဒီအကျိုးပေးကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ဟာမမွေးခင်ကပဲကျုပ်သူမိခင်ဝမ်းနဲ့ရောက်တဲ့အချိန်မှာဘာဖြစ်လာတော့ဆိုလို့ရှိရင်သုပ္ပဝါဒမင်းသမီးထံမှာမနေ့တစ်ချိန်ညနေတစ်ချိန်ဒေသအတိအသီးကနေတိသူကရောမတိသူကရောလက်ဆောင်ပစ္စည်းတွေပို့ကြတယ်နော်ဒါဟာရှင်သေဝလိအလောင်းလေးရဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးဆက်ပဲသူကလောကမှာကုသိုလ်ကောင်းမှုဆိုတာဟာအင်တာမထူခြားတဲ့အကျိုးကျေးဇူးကိုဖြစ်ပေါ်စေတတ်တယ်ပေါ့နော်ဒီသူကုသိုလ်ကောင်းမှုကြောင့်သူ့ရဲ့သူတရေတီးနေတဲ့မိခင်မှာလာပါရီပေါ်များလာလိုက်တာဟိုကလာပြီးဒီကလာပြီးနဲ့ပေးကြဒါတွေမကဘူးထူးခြားချက်တွေကတော့သူ့မိဘရဲ့အံ့ဩဝယ်ရသူ့မိခင်ရဲ့အံ့ဩဝယ်ရအခြေအနေတွေကိုလူတွေကယုံကြည်ပြီးတော့မျိုးစေ့တွေဆိုလို့ရှိရင်သုပ္ပဝါဒမင်းသမီးလက်နဲ့ကင်ပြီးတော့စိုက်လိုက်လို့ရှိရင်ဒီအစိတ်တစိတ်ကနေပြီးတော့ရိုးတံရာထောင်ထိအောင်ထွက်လာတယ်မျိုးစေ့တစ်ခုကနေပြီးအပင်တွေအများကြီးပေါက်တယ်လို့ဆိုအဲ့လိုထူးခြားချက်တွေနဲ့မမွေးခင်ကလေးကသူ့ရဲ့ဘုံကံပါရမီအရာဒီလိုအကျိုးကျေးဇူးတွေလူလောကမှာဖြစ်ပေါ်လောကမှာကံတရားဆိုတာဟာသူ့အတွက်အကျိုးမဟုတ်ဘဲနဲ့ဒီလိုဖြစ်နိုင်သလားနော်ကံဆိုတာကိုပြုတဲ့ကံကိုသာလင်ခံရတယ်ဆိုတဲ့စကားမျိုးနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကိုပြုတဲ့ကံဖြစ်တော်လဲပဲကိုယ်တင်မကဘူးပတ်ဝန်းကျင်မှာဆံရတာတို့ခံရတာတို့ဆိုတာရှိတယ်အဲ့တော့ကုသကံရဲ့အကျိုးပေးမှုဆိုတာဒီကနေ့ခေတ်မှာလည်းပဲဒီကုသကောင်းမှုလုပ်ခဲ့တဲ့သူငယ်တယောက်ဒီအိမ်မှာမွေးဖွားလာတယ်ဆိုလို့ရှိရင်မိဘတွေဟာစီးပွားဥစ္စာတွေတိုးတက်လာကြတာရှိတယ်တိုးတက်လာတာရှိသလိုဆိုးရုပ်ပြပြသွားတာတွေလည်းရှိတယ်ကံမကောင်းမှုဆိုရင်ဆိုးရုပ်ပြပြသွားတဲ့အချိန်ချင်းပျက်စီးတယ်ဆိုတာမျိုးတွေလာတယ်အဲ့တော့လူတယောက်ရဲ့ကုသိုလ်ကံအကုသိုလ်ကံဤပရိသေရီချိုးပေးရင်တော့သူ့ကိုယ်သာပေးမှာဖြစ်တယ်သို့တော့ဘဝတ္တိချိုးလို့ခေါ်တဲ့အကျိုးကြတော့သူ့ရဲ့ပတ်ဝန်းကျင်မှာအကျိုးရဥပမာကိုမိသားစုထဲမှာသားတဦးကနေပြီးတော့စီးပွားဥစ္စာတိုးတက်သွားလို့ရှိရင်မိဘလည်းချမ်းသာသွားတာပဲလေသူ့ကိုအမိပြုပြီးတော့မိသားစုတွေအကုန်လုံးချမ်းသာကြတကယ်ရတာတော့သူရတာပဲသို့တော့သူရသည့်ပစ္စည်းဥစ္စာကမိဘတွေပါသုံးဆွဲခွင့်ရသွားအဲ့ဒါအကုသိုလ်ကံကြတော့လေတူတူပဲလေမိဘုံနာကတ်ရင်တော့ဘယ်သူကတ်ပူမှာပဲအကုသိုလ်ကံကလည်းပဲတယောက်တည်းခံရတယ်လို့ဆိုပေမဲ့လို့မကောင်းမှုအကုသိုလ်အကျိုးပေးပြီဆိုရင်ပတ်ဝန်းကျင်မှာထိခိုက်တတ်တယ်ပေါ့ရှင်သေဝလိအလောင်းဟာသုပ္ပဝါဒရဲ့ဝန်ထဲမှာအခုလိုဝင်ရောက်လာတဲ့အချိန်လေးမှာတရေခါတဲ့အချိန်မှာထူခြားအံ့ဩဖွယ်တွေဖြစ်တယ်သို့တော့ကုသိုလ်လုပ်ခဲ့တယ်လို့အကုသိုလ်ကလည်းသူကလုပ်ခဲ့တာရှိတယ်လုပ်ခဲ့တာရှိသည့်အတွက်ကြောင့်သူများတွေမှာ6 လလွယ်10 လဖွားဆိုတာအကြာဆုံးပဲသူကြတော့9 နှစ်တည်းမိခင်ဝမ်းထဲမှာ9 နှစ်ကြာအောင်နေတာမိမဖွားဘူး9 နှစ်ကြာတယ်မိဖွားတော့မယ်လို့ဆိုတဲ့အခါ9 ရက်တိတိဆိုပါစို့က
ကပ္ပမုံလှလို့ခေါ်မိမဖွားနိုင်မဲ့နဲ့9 ရက်တိတိမေတော်ကြီးဟာခံနေရတယ်အဲ့ဒီအကျိုးဆက်တွေဟာသားအမိ2 ယောက်လုပ်ခဲ့တဲ့အကုသိုလ်ရဲ့ကံတရားတွေအဲ့တော့လူလောကမှာရှိတဲ့ပုဂ္ဂိုလ်တွေဟာကုသိုလ်လည်းလုပ်ကြတယ်အကုသိုလ်လည်းလုပ်ကြတယ်အကုသိုလ်လုပ်သည့်အတွက်ကြောင့်အကုသိုလ်ရဲ့အကျိုးတွေကိုလည်းရရှိတယ်ကုသိုလ်လုပ်ခဲ့သည့်အတွက်ကြောင့်ကုသိုလ်ရဲ့အကျိုးတရားကိုလည်းရတယ်ကဏ္ဍတုတ်ကဝိပါကလူလောကမှာရှိတဲ့ပုဂ္ဂိုလ်တွေဟာဒုက္ခဒုက္ခ2 မျိုးကိုအကျိုးပေးတတ်ကုသိုလ်ကြောင့်ဒုက္ခဖြစ်တော့လဲအကုသိုလ်ကြောင့်ဒုက္ခဖြစ်ရတယ်နော်ဘဝဒီလိုကြမှာဘဝကိုစုံတယ်လို့လည်းတချို့ကထင်ကြတယ်လူဘဝရတဲ့ပုဂ္ဂိုလ်ဟာချမ်းသာဒုက္ခခံရတယ်လို့ဒုက္ခခံရတာတွေလည်းရှိတယ်အဲ့ဒီလိုအနေထားမျိုးသားမီး2 ယောက်တစ်ချိန်တုန်းကမြို့ကိုပိတ်ဆို့ပြီးမြို့သူမြို့သားတွေအစာငတ်ရင်ငတ်အောင်ပိတ်ဆို့ခဲ့တဲ့အကုသိုလ်ကံတွေကြောင့်မို့လို့သူဟာပိတ်ဆို့ခြင်းခံထားရတယ်လို့သူတို့ဆိုအဲ့ဒီလိုကနေပြီးတော့9 ရက်တိတိဒီမမွေးဖွားနိုင်မဲ့နဲ့နာကျင်တဲ့ဒုက္ခဝေဒနာကိုခံစားနေရအဲ့ဒီဒုက္ခဝေဒနာခံစားနေရတဲ့အချိန်မှာသုပ္ပဝါဒမင်းသမီးရဲ့အတွေးလေး3 မျိုးဟာဒုက္ခကိုသက်သာစေတယ်လို့ဆိုတယ်နော်ဒီသင်္ကန်းစာရှိဥစေအမတမကောင်းတယ်သူ့ရဲ့ပထမအတွေးလေးကဘာလို့ဆိုရင်သမ္မာသမ္ဗုဒ္ဓဝတ္တသောဘဂဝါယောဣမတ္တဒုက္ခတဘာဟာနာယဓမ္မတိတိတိဒီလိုဒုက္ခမျိုးတွေပျောက်ကင်းမှုအတွက်မြတ်စွာဘုရားဟာတရားဟောတာဒါကြောင့်မို့တကယ်ကိုသမ္မာသမ္ဗုဒ္ဓအစစ်ဖြစ်ပါပေတယ်ဟုတ်လားဒုက္ခတွေပယ်ဖို့မြတ်စွာဘုရားကတရားဟောတယ်ဆိုတာဟုတ်တယ်ငါမှအခုဒုက္ခတွေဖြစ်နေတယ်အဲ့ဒီဒုက္ခမျိုးတွေကလွတ်အောင်မြတ်စွာဘုရားကတရားဟောနေတာဖြစ်သောကြောင့်ဒီဘုရားဟာဒုက္ခတွေဆိုတာဒီလောက်ကြီးမားတယ်ဆိုတာထင်ထင်ရှားရှားသိမြင်တော်မူတတ်ပါပေတယ်လို့ဘုရားကိုအာရုံပြုပြီးတော့သူ့ရဲ့နာကျင်မှုဝေဒနာကိုသိခံတယ်နောက်တစ်ခုကတန်ဃာတွေကိုအာရုံပြုလိုက်တယ်သုပ္ပတိပန္နောဝတ္တပဂဝတောတာဝကတံဃောယောဣမတ္တဒုက္ခတဘာဟာနာယပฏิပစ္စတိအရိယတန်ခါအရှင်မြတ်တွေဟာဟောဒီဒုက္ခမျိုးကလွတ်ဖို့အတွက်ကျင့်ကြံကြိုးကိုအထုတ်နေကြတာဖြစ်တယ်။တန်တရားတိုင်းမှာကြုံတွေ့ရတဲ့ဒီလိုဒုက္ခမျိုးဟာအလွန်ကြီးမားတယ်။ဇာတိဒုက္ခဆိုတဲ့ထဲဇာတိကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့ဒီဒုက္ခမျိုးတွေကလွတ်ဖို့ကျင့်နေကြတဲ့ယဟန်တော်တွေဟာတကယ်ကိုမှန်ကန်တဲ့အကျင့်ရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါပေတယ်။ငါကိုယ်တိုင်ဒီဒုက္ခကိုခံနေရတယ်ဆိုပြီးတော့တုခံဝတ္တနိဗ္ဗာန်ယတ္ထိတံယတ္ထိဣမံဒုက္ခနတ္တံဝိသတိဒီလိုဒုက္ခမျိုးမရှိတဲ့နိဗ္ဗာန်အလုံးကိုချမ်းသာပါပေတယ်။နိဗ္ဗာန်ကိုလည်းညှော်မှန်းပြီးတော့အာရုံပြုလိုက်ပြီးဟောဒီအတွေး3 မျိုးနဲ့သူ့ရဲ့ဒုက္ခကိုအောင်ဤသိခံတယ်။ဒါဟာသင်္ကန်းစာယူထားစရာပေါ့လူတိုင်းဟာဒုက္ခဆိုတာကြုံရတတ်တယ်ပေါ့ကြုံတဲ့အခါမှာတောကတွေဒေါသတွေဖြစ်နေတာများတယ်ပေါ့အဲ့ဒီလိုဒေါသတွေဖြစ်နေလို့ရှိရင်ပို့လို့ဒုက္ခကိုပို့ဆိုးသွားစေနိုင်တယ်အခုသောဘဝတမင်းသမီးဟာသူခံစားနေရတဲ့ဒုက္ခကိုဘုရားကိုအာရုံပြုတယ်သူဘုရားအာရုံပြုပုံကအဲ့ဒီပုံစံနဲ့အာရုံပြုနော်တရားကိုအာရုံပြုတယ်သံဃာကိုအာရုံပြုတယ်နိဗ္ဗာန်ကိုအာရုံပြုတယ်သမ္မာသမ္ဗုဒ္ဓဖြစ်ပုံသုပ္ပတိပန္နဖြစ်ပုံနိဗ္ဗာန်ရဲ့ချမ်းသာဒုက္ခဖြစ်ပုံဒါတွေကိုအာရုံပြုပြီးတော့သူ့ဒုက္ခဆင်းရဲဒုက္ခကိုအောင်ဤသိခံအဲ့ဒါလို့အောင်ဤသိခံပြီးတော့ဆင်းရဲဒုက္ခကိုကြော်ဖြတ်တာ9 ရက်လောက်ကြာသွားသူ့ရဲ့အမျိုးသားမင်းသားကိုဘုရားစီလွတ်ပြီးတော့သူဒုက္ခခံနေရတဲ့အကြောင်းကိုရှောက်ကြားစီတယ်ဘုရားကိုကြော့ခိုင်းတယ်မြတ်စွာဘုရားစီသွားကြော့တဲ့အခါမှာမြတ်စွာဘုရားက
သုဘဝါဒမင်းသမီးရဒီလိုဒုက္ခရောက်နေတယ်မြတ်စွာဘုရားကိုသူကကြော့တယ်ကြော့ဖို့အတွက်တပည့်တော်ကိုလွှတ်လိုက်တယ်သူကိုယ်တိုင်ကလည်းကြော့ပါတယ်ဆိုတာပြောလိုက်တဲ့လျှောက်ထားလိုက်တဲ့အခါမှာမြတ်စွာဘုရားကပြန်လီပြီးတော့ဗာမိတ်ရှိလို့ဆိုနော်ဒုက္ခိတာဟောတုသုဘဝါဒကောလိယထိတာအာရောဂံပုဒ္ဒံဝိသံတုသုဘဝါဒကောလိယမင်းသမီးသုဘဝါဒဟာယောဂကင်းပျောက်ကင်းပြီးတော့ချမ်းသာခြင်းသို့ရောက်ပါစေယောဂကင်းတဲ့သားကိုမွေးဖွားပါစေလို့မြတ်စွာဘုရားကမေတ္တာပို့ပြီးနှုတ်မြတ်ပြီးဆုပေးလိုက်တာပေါ့အဲ့ဒါလို့ဆုပေးလိုက်တဲ့အချိန်မှာဟိုမှာတခါတည်းမိဖွားပြီးသားဖြစ်သွားတယ်သူဆိုတယ်ဒါရှင်သေဝလိပတိမြတ်ရဲ့လူလောကရောက်လာပုံမှာဒီပုံစံနဲ့ရောက်အဲ့ဒါလို့ရောက်လာတော့သူကိုယ်တိုင်ကသူ့ရဲ့မိခင်ကတေဘေးနဲ့ချင်းချောက်ခံရပြီးအလွန်ကြီးမားတဲ့ဆင်းရဲဒုက္ခကြီးကို9ရက်တိတိခံစားထားရမသိလို့သာအသက်ရှင်ရတယ်ကုသိုလ်ကောင်းမှုပြုဖို့ဆိုတဲ့စိတ်ဓာတ်ဖြစ်ပေါ်လာလို့မြတ်စွာဘုရားနဲ့တန်ဃာတွေကိုပင့်ခိုင်းတယ်ပင့်ခိုင်းပြီး9ရက်တိတိဒီဆင်းရဲဒုက္ခကလွတ်တာကုသိုလ်ကောင်းမှုနဲ့ပြုပြီးတော့ဒီဆင်းရဲဒုက္ခကလွတ်ရတဲ့အတွက်တန်ဃာတော်အရှင်မြတ်တွေကိုကုသိုလ်ကောင်းမှုပြုပြီးတော့ပူဇော်ခြင်းနဲ့ဆိုလို့မြတ်စွာဘုရားသူ့အိမ်ကို9ရက်ကြွပြီးတော့ဆုံးစုခံအဲ့ဒါလိုလူခံတဲ့အချိန်မှာရှင်သေဝလိသူငယ်လေးဟာမွေးလာတဲ့အခါမှာခြိလိုက်သူဟာမိခင်ဝမ်းထဲမှာ9နှစ်နေတာဖြစ်တော့ကြောင့်မွေးလိုက်တာနဲ့တပြိုင်တည်းသူဟာ9နှစ်သားအရွယ်ဖြစ်သွားနော်9နှစ်သားအရွယ်ဖြစ်သွားဒါကြောင့်မို့အဲ့ဒီဆွမ်းကတ်တဲ့ပွဲမှာသူဟာစကားပြောရတဲ့အနေထားရောက်သွား9နှစ်အရွယ်ဖြစ်သွား9နှစ်အရွယ်ဖြစ်သွားသူ့ကိုတီဝလိလို့နာမည်ပေးတာကတော့ဆွေတွေမျိုးတွေမိဘတွေဟာအလွန်စိတ်ပူနေရတာဝေးဖွားလိုက်တဲ့အချိန်ကစပြီးစိတ်နှလုံးအေးချမ်းသွားကြလို့တီဝလိလို့ဒီလိုနာမည်ပေးတာစိတ်နှလုံးအေးချမ်းမှုကိုဖြစ်ပေါ်စေတယ်ဆိုတဲ့အဓိပ္ပာယ်မိခင်ကြီးကလည်းဘလောက်ဒုက္ခရောက်ဒီသားကလေးကိုကြည့်ပြီးတော့ဆင်းရဲဒုက္ခတွေကိုမေ့ပစ်သွားတယ်ရှင်သာရိပုတ္တရာနဲ့စကားပြောတယ်ရှင်သာရိပုတ္တရာကသူ့နဲ့စကားပြောတဲ့အခါမင်း9နှစ်လုံးမိခင်ဝမ်းထဲမှာနေရတာဒုက္ခမရောက်ဘူးလားဆိုတော့အရှင်ဘုရားရောက်တာပေါ့ဆင်းရဲဒုက္ခရောက်တာပေါ့ဒီလိုငရဲအိုးတဲ့ကတပည့်တော်လွတ်လာရတယ်လို့ခံစားရပါတယ်တဲ့ဆိုပြီးတော့ရှင်သာရိပုတ္တရာနဲ့စကားပြောတာသူ့သားလေးစကားပြောတာကိုကြည့်ပြီးတော့မိခင်ကြီးကဝမ်းသာပီတိဖြစ်ဆင်းရဲဒုက္ခတွေကိုမေ့ပြစ်လိုက်တယ်မေ့ပြစ်လိုက်ပြီးဝမ်းသာပီတိဖြစ်မြတ်စွာဘုရားကသုဘဝါဒပြုံးရွှင်နေတဲ့သုဘဝါဒကိုမေးတယ်ဒီလိုလိမ္မာတဲ့သားကလေးမျိုးနောက်ထပ်ရချင်သေးလားလို့ဆိုတရားမကရချင်ပါတယ်ဆိုမြတ်စွာဘုရားကပြုံးတယ်လူတွေဟာနော်လူတွေဟာဒီဒုက္ခမှန်သမျှကိုဒုက္ခနဲ့အစားထိုးပြီးတော့မေ့ပြစ်တတ်ကြတယ်ကျင့်တတ်เสียမကောင်းတဲ့အဖြစ်အပျက်တွေကိုကျင့်တတ်เสียကောင်းတာလေးနဲ့အစားထိုးပြီးတော့မေ့ပြစ်ကြပါလားလို့မြတ်စွာဘုရားအတ္တတံတာတရူပေနပိယရူပေနအပိယမေ့လျော့နေတဲ့ပုဂ္ဂိုလ်တွေလောကကြီးမှာအခုလိုပဲဒီဒုက္ခံဒုက္ခတရူပေနဆင်းရဲဒုက္ခကြီးကလည်းချမ်းသာဆိုတဲ့အသွင်သဏ္ဍာန်လေးနဲ့ဆင်းရဲဒုက္ခကြီးကိုလည်းလူတွေဟာလွယ်လွယ်နဲ့မေ့ဖြစ်တတ်ကြတယ်ဒါကြောင့်မို့လို့တန်တရားကြီးထဲမှာကြာရှိနေကြတာပဲဆိုတော့မြတ်စွာဘုရားကပြုံးပြီးဥရန်ကျူတဲ့ဒါလူတဘာဝပဲနော်လူတဘာဝပဲကိုယ့်ကိုယ်လည်းကြုံတွေ့တဲ့အခါမှာသတိထားနေမကောင်းလို့နော်ဆိုပါစို့ဆေးသွားကူရလို့ diagnose ထဲမှာယောဂဝေဒနာအလွန်ကြီးတယ်ဆိုပါစို့ဖော်ပြတဲ့အခါမှာ
ဒီယောဂဝေဒနာကုလို့မရတော့အောင်ပြင်းထန်နေပြီဆိုတဲ့အချိန်ကုလို့ပျောက်ကင်းသွားလို့ရှိရင်အဲ့ဒီယောဂဝေဒနာကိုပြန်မေ့သွားပြီးတော့ပျော်စရာတွေပြန်တွေးကြပြန်တာပဲဒီလိုယောဂဒီလိုခန္ဓာမျိုးကြီးကိုနောက်ထပ်မလိုချင်ဘူးလို့ဆိုတဲ့စိတ်ဖြစ်တဲ့ပုဂ္ဂိုလ်ဟာအလွန်ရှားလိုက်ဘဝတစ်ခုမှာမေ့သွားတာအမြဲတမ်းဒီတန်တရားကိုရှိကြစေတတ်ဘယ်သူကနေပြီးတော့မေ့အောင်လုပ်တာလဲလို့ဆိုအပြစ်ကိုဝိဇ္ဇာကဖုံးလိုက်တယ်တဏှာကတွေ့တာတယ်မာနကအထင်ရောက်တယ်သူတို့ကိလေသာ၃ခုပေါင်းစပ်ပြီးတော့လူတွေရဲ့ဘဝကိုဖန်တီးနေကြတာဖြစ်တယ်ကောအဲ့ဒီသဘောတရားတွေကိုလူတွေဟာလွယ်လွယ်ကူကူနဲ့မေ့လျော့ပြီးသူတို့နဲ့ပဲပြန်ပြီးတော့အယောတဝင်နေထိုင်ကြပြန်ရောဒီလိုနဲ့တန်တရားဝတ်ထဲကမလွတ်နိုင်ကြတာလို့အဲ့တော့ရှင်သေဝလိလောင်းလေးဟာရှင်သာရိပုတ္တရာနဲ့စကားပြောမင်းဒီလောက်ဆင်းရဲဒုက္ခတွေကြုံမှတော့ဒီဆင်းရဲဒုက္ခကလွတ်ရလွတ်ကြောင်းသန္တရာကလွတ်ဖို့အတွက်မြတ်စွာဘုရားသာသနာဝင်ပြီးတော့တရားကျင့်မှလားလို့ဆိုတော့ကျင့်မှာပါဆိုပြီးအဲ့ဒီကလေးလေးကရဟန်းဘဝကိုကူပြောင်းတယ်နော်ရဟန်းဘဝကူပြောင်းတဲ့အခါမှာဒီရှင်သာရိပုတ္တရာသင်ပြပေးတဲ့ကမ္မထာလေးကိုပွားရင်းကနေပြီးဒီဆင်းရဲဒုက္ခကိုပဲအာယုပြုအခြေခံပြီးတော့သူပွားဆိုလိုတာကဒုက္ခလက္ခဏာသူကိုယ်တိုင်တွေ့ခဲ့ရတယ်နော်ဒုက္ခကိုသူကိုယ်တိုင်ရှုခဲ့ရတယ်လက်တွေ့ဒုက္ခကိုဝိပဿနာဉာဏ်နဲ့တင်ပြီးတော့ရှုမြင်သုံးသပ်လိုက်ပြီးတော့နော်အနတ္တလက္ခဏာ၃ပါးဆိုလို့ရှိရင်အနတ္တသဘောကိုဒုက္ခကိုအခြေခံပြီးတော့ဒုက္ခရှုတော့ကနေပြီးတော့အနတ္တသဘောပေါ်အောင်မြတ်စွာဘုရားဟောတယ်ယမယံခတချို့သုတ်တွေမှာဆိုရင်အနိစ္စရှုတော့ကနေဟောတယ်မမြဲလို့အနတ္တဖြစ်ပေါ်အခုတိဝလိသူငယ်လေးအတွက်ကြတော့ဒုက္ခကိုအခြေခံတဲ့အနတ္တလက္ခဏာကိုသင်ပေးတယ်နော်ဒုက္ခကိုအကြောင်းပြုပြီးတော့ဒုက္ခလက္ခဏာဒီဟာကိုပို့ပြီးတော့ထင်ထင်ရှားရှားရှုမှတ်ပွားများဖို့ဤစနစ်ကိုသင်ကြားပေးပြီးတော့ဆံချရန်ဒီရှင်ပြုပေးလိုက်တဲ့အခါမှာဉာဏ်ရည်ဉာဏ်တွေကထက်မြက်လာတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်အလွယ်တကူသဘောပေါက်နားလည်ပြီးတော့သူဟာယ ahanan ဖြစ်သွားတယ်လို့ဆိုတယ်နော်အဲ့တော့ယ ahanan ဖြစ်တာမြန်လာရီလားလို့ပြောမယ်ဆိုလို့ရှိရင်ကဘာတသိန်းကလုတ်ခဲ့တဲ့ကုသိုလ်ရဲ့အစွမ်းလေးရှိတယ်လေကဘာတသိန်းကလုတ်ခဲ့တဲ့ကုသိုလ်ရဲ့အစွမ်းလေးတရားနာတဲ့အခါမှာတရားနာရင်ကနေပြီးအာယုစိုက်ပြီးနာလိုက်တာဟာလေကျင့်ကြံကြုတ်ကိုပွားများအထုတ်ခြင်းပဲဖြစ်တယ်ဒါကြောင့်မို့စာပေကျမ်းဂန်မှာဘယ်လိုခေါ်တော့ဆိုရင်တရားနာတဲ့အခါမှာမှတ်သားအောင်မှတ်မိအောင်ကိုယ်ခန္ဓာကိုယ်နဲ့စဟပ်ပြီးနာမယ်ဆိုလို့ရှိရင်အဲ့ဒီနာယူခြင်းကသောတပတ္တိမေစသည်ကိုပေးနိုင်တယ်လို့သူဆိုဒါမို့မြတ်စွာဘုရားလက်ထက်ကတရားနာရင်ပဲတရားဥတရားပြရသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်နော်တရားနာရင်ပဲဒီကြင်ကြံမှုကဖြစ်သွားတယ်တရားနာရင်ကနေပြီးအာယုစိုက်ပြီးတော့နားထောင်ရင်ကနေကိုယ်ခန္ဓာနဲ့ဆက်ဆက်ပြီးတော့အတိတရားတွေကိုရသွားတာဖြစ်တယ်အဲ့ဒီလိုဖြစ်သွားတာဒီလိုအတိညာထက်တဲ့ပုဂ္ဂိုလ်တော်မှပဲလောကကြီးမှာဒုက္ခတွေရောက်ခဲ့ရတာဟာအင်မတန်မှအံ့ဩဖွယ်ကောင်းတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ယဟန်တွေဟာရှင်တိဝတိဒုက္ခခံခဲ့ရပုံဒုက္ခကလွတ်မြောက်လာပုံနဲ့သူ့ဘဝရဲ့ဒီလိုထူးခြားတဲ့ပုဂ္ဂိုလ်ဖြစ်ပါရဲ့တန်းနဲ့သူဟာဘာကြောင့်ဒုက္ခရောက်ရတယ်ဆိုတာတွေကိုမြတ်စွာဘုရားရဲ့ကိုယ်တော်မြတ်ကတန်တရားရဲ့အပြစ်တစ်ခုအနေနဲ့ဓမ္မပဒမှာဟောထားတဲ့တရားလေးတစ်ပုဒ်ကမှတ်သားနိုင်စရာကောင်းတယ်ပေါ့နော်ယောမံပလိပဋ္ဌံယောမံပလိပဋ္ဌံဒုက္ခံတန္တာရမောဟမစ္စကတိန်နောပါရင်ကတောစာယီအနေဇောအကထံကတိအနုပါဒာယနေဘုတောတမဟံဖြူမိပြမနံလို့မြတ်စွာဘုရားသူနဲ့ပတ်သက်ပြီးတော့ဟောထားတဲ့တရားလေးတစ်ပုဒ်ရှင်သေဝလိနဲ့ပတ်သက်ပြီးဟောထားတဲ့တရားလေးတစ်ပုဒ်မှာ
ဘုန်းကြီးတို့တွေလွန်မြောက်အောင်ကြိုးစားရမယ့်အချက်တွေကိုမြတ်စွာဘုရားဒီထဲမှာထည့်သွင်းဟောထားတယ်ယောမံပလိပဋ္ဌံပလိပဋ္ဌံဒုက္ခံပလိပဋ္ဌဆိုတာဒီညွန်နေဖုံးလွှမ်းနေတဲ့လမ်းအဲ့ဒါဘာလို့ဆိုလို့ရှိရင်လူချင်းတတ်မဲ့မှုတဏှာတောတွေတဲ့တောအုပ်ကြီးတွေရဲ့အလဲခေါင်မှာတစ်ပင်မပေါက်ဘူးမြက်ကလေးတွေအပေါ်ကဖုံးပြီးတော့ရွှွညွန်တော်ကြီးတွေရှိတတ်တယ်လွင်မြေကြီးတို့တောထဲမှာလွင်မြေကြီးတစ်ပင်ကြီးကြီးမပေါက်တဲ့လွင်မြေကြီးတွေရှိတယ်အဲ့ဒီလွင်မြေကြီးကိုအမှတ်တမဲ့ရိုးရိုးမြေပြင်မှတ်ပြီးတော့ဆင်းသွားတဲ့အကောင်ဟာတဖြည်းဖြည်းမြုပ်သွားတာညွန်ပြောင်းညွန်အိုင်ကြီးတွေလို့ခေါ်တယ်ဆင်ကြီးတွေလည်းအဲ့ထဲဆင်းသွားရင်လှုပ်လေမြုပ်လေလှုပ်လေမြုပ်လေနဲ့သွားတောထဲမှာအဲ့ဒီလိုပလိပဋ္ဌလို့ခေါ်တယ်ချွတ်ညွန်ပြောင်းကြီးတွေတောထဲမှာရှိတယ်ဒါမို့တောတဲ့အခါသွားတဲ့အခါမှာအမေတန်သတိထားရတယ်လွင်ပြင်ကြီးတွေဆိုအမှတ်တမဲ့သွားမနှင်းနဲ့အဲ့ဒီလမ်းကိုတစ်ပင်မပေါက်ဘူးဆိုရင်သတိထားအောက်မှာချွတ်ညွန်တွေရှိတယ်သွားနင်းလိုက်တာနဲ့တပြိုင်တည်းအဲ့ဒါကျွံသွားရောကျွံသွားရင်လှုပ်လေမြုပ်လေလှုပ်လေမြုပ်လေပြန်တက်လို့မရတော့ဆင်နေလဲအဲ့ဒါနဲ့အသက်တည်တယ်တိရစ္ဆာန်တွေလည်းအလုံးဟာအဲ့ဒီမှာလည်းသိဆုံးကြအဲ့ဒီလိုချွတ်ညွန်တော်ကြီးကိုပလိပဋ္ဌလို့ရသော်ပြခေါ်ဘာကိုရည်ညွှန်းတာတော့ဆိုရင်တွေ့တာမှုတွေကဲဘုန်းကြီးတို့တွေဘယ်မှာမြုပ်နေသလဲဆိုရင်ဘဝကိုตายရရင်ဘဝဆိုတဲ့ချွတ်ညွန်တော်ကြီးမှာမြုပ်တာပဲလေယုံထွက်နိုင်လားဆိုယုံထွက်နိုင်အလွယ်တကူနဲ့ယုံထွက်ဖို့ရအလွန်ခက်တယ်ဒီဘဝမှာလည်းကြည့်လိုက်မျက်စိကမြင်လို့ตายရပွဲအဆင်းအာယုန်နားကကြားရတဲ့ตาရတဲ့အတန်လေးဒီဟာဒီပေါ်မှာကျင့်납ပြီးတော့နေတာရာဂလို့ခေါ်တယ်အဲ့ဒီတွေ့တာမှုရာဂဆိုတာရွှွညွန်တဲ့အလားတရံတူတဲ့ယုံထွက်ဖို့အလွန်ခက်တယ်နောက်တစ်ခုဒုက္ခဆိုတာဖြတ်ကျော်ဖို့ခက်တယ်ဖြတ်ကျော်ဖို့ခက်တာဘာလို့ဆိုလို့ရှိရင်ကိလေသာတွေရာဂကလွဲတဲ့ဉာဏ်နဲ့ကိလေသာတွေအဝိဇ္ဇာဆိုတဲ့ကိလေသာလည်းဖြတ်ကျော်သွားဖို့ခက်တယ်အဲ့ဒီဖြတ်ကျော်သွားဖို့ရခက်ခဲတဲ့ကိလေသာတွေကိုလည်းဖြတ်ကျော်နိုင်ရမယ်ရာဂဆိုတဲ့ရွှွညွန်ကြီးကိုလည်းဖြတ်ကျော်နိုင်ရမယ်ဖြတ်ကျော်ဖို့ခက်ခဲတဲ့ကိလေသာတွေကိုလည်းကျော်ဖြတ်နိုင်ရမယ်လို့သူဆိုတဲ့တန်တာရံခန္ဓာ၅ပါးအကြောင်းတွေကံနဲ့ကိလေသာပေါင်းစပ်ပြီးတော့ထုတ်လုပ်တဲ့ခန္ဓာပြီးတစ်ခုပြီးတစ်ခုတဘဝကနေတဘဝနေလက်ပတ်ပြီးတော့ဖြစ်ပေါ်နေတဲ့တန်တရားဆိုတာကိုလည်းကြော်ဖြတ်နိုင်ရမယ်မောဟသစ္စာလေးပါးကိုဖုံးထားတယ်ဘယ်ဟာအမှန်တရားလို့မသိအောင်ဖုံးလွှမ်းထားတဲ့မောဟဆိုတာကိုလည်းကြော်ဖြတ်အောင်ကြော်ဖြတ်နိုင်ဖို့ကြိုးစားရမယ်ဒီ၄ရက်ကိုကြော်ဖြတ်ဖို့အရေးကြီးတယ်လို့ဆိုတယ်အဲ့တော့ဒီ၄ရက်ကိုမကြော်ဖြတ်နိုင်သေးတဲ့မြတ်ကာလပတ်လုံးအမှန်တရားနဲ့တွေ့ရှိမှာမဟုတ်ဘူးဒီ၄ရက်ကိုကြော်ဖြတ်ဖို့ကြိုးစားရမယ်လို့ဒီသုတ်တံမှာဒီလိုဟောတာနော်တိန်နောပါရင်ကတောဇာယီဘဝအပေါ်မှာရှုမြင်သုံးသပ်နိုင်တဲ့အသိဉာဏ်ဇာယီဆိုတာရှုမှတ်နိုင်တယ်ဘာနဲ့ရှုမှတ်တာတော့တတိနဲ့သမာဓိနဲ့ပညာနဲ့ပေါင်းစပ်ပြီးတော့ရှုမှတ်တာတတိဟာပညာရှုမှတ်နိုင်ဖို့အတွက်ယူဆောင်ပေးတာနဲ့အလားတရံတူတယ်နာဟိတတိဝိရိတာပညာနာမအဋ္ဌိတတိကင်းတဲ့ပညာဆိုတာမရှိဘူးဒါကြောင့်မို့တတိကအာယုံကိုယူပေးတယ်သို့တော့အမှန်ကိုမသိနိုင်ဘူးတတိကသိတာကပညာပညာကအာယုံကိုယူမပေးနိုင်ဘူးတတိယူပေးတဲ့အာယုံကိုကြည့်တယ်ဘာနဲ့ဥပမာတူတော့ဆိုရင်စာဖတ်တာကြည့်စာအုပ်ကိုမျက်စိကဖွင့်တတ်တာစာအုပ်ကိုမျက်လုံးကမဖွင့်နိုင်ဘူးဖွင့်တာကလက်ကဖွင့်ပေးရတယ်လက်ကစာအုပ်ကိုဖွင့်ပေးတယ်ကြည့်တာဘယ်သူကကြည့်မျက်လုံးကပဲကြည့်တယ်ဟောမျက်လုံးနဲ့လက်နဲ့ပေါင်းစပ်တာပေါင်းစပ်လိုက်မှဒီစာဖတ်တယ်ဆိုတဲ့အလုပ်ဖြစ်သွားအဲ့ဒါလို့ပဲတတိကနေအာယုံကိုယူပေးတယ်ယူပေးတဲ့အာယုံကိုပညာကဆုံးဖြတ်တယ်သိတယ်ဒီနှစ်ခုပေါင်းစပ်တယ်ဒါမှမဟုတ်တတိတမ္ပစဉ္ညဆိုတာတွဲပြီးဖျားဟောတယ်နော်ဒါကြောင့်မို့ဒီမှာ
Sayi Tamari Shishi Tadi Amadia ne Pinya ne Ponsabi Shumalai de Kama The Pagan Yauti Dio Kekeri Alum Jobchatona ne A new Badaya Debudo Now so maro Tana Deti Surarine Swelana Mashiro Tana Sura Tana net Detia Kanangawa Oma Nga lu Dwiraga Teti Nga halu Dwiraga Tana No Diniama Ahankara Sura Deti Upiora Mana Upiora Mo Managa Atami No Nga lu Dwira Ada Yena net to be Idomi Adanet what to re Dajamu Ngalu Kanangawagu Ngalu Yenaga Teti Ngahalu Yenaga Dana Dana Deti Nakune Chinga like this solution Luria Tanama Amandia Utibu Madama Ketwabi Era Regu Peshapin Naima Sinalo Echamu Gilidari Chonye Musur Nepuda to get a Yendago Yama Chete Erido to get Yenta Yatore Buguma, Navia, Pimanalu, Kosore, look. Dino Sindurina by the rivers of the hot half shit. Diniama Sensavido Chile. Yes of Yaha. Payame Gilidarigo, Shinlen Bido, Hojar. Payame Gilidarigo. They no parengato, Sayi Surane. Vipadana Chensen the coup. Sai Sura Sagalonely Talone Holite. No Sai Sura Shumayame, Bane Shumataro, Lumimese, Tamadeti, Tamadingaba, Tamawayama, Tamadati, Tamadamati, Alo Meking Amu. Karabaga Mekin, a lolo de Mekin, Karaka Mekin. Eri Mekin, Ponsa Piro, Nibido, a lolo tago, Shumate Locor. Ero Vipadana Net Shumalide, Senduli Nineji Mesu, do good rate Doka to Chi. Good rate Doka Chi Yagani Vido. Another will Shumi Nine, sit down. Another will deep on. Erelu Shumayagani, Nada deep on. Doka Gani Vido, Doka Shudonga Nevido, Nada Dire. No Kanangava Nepade Vido. Dukha Sura Teja Aundo. Another like another ma, Yasavya. Rupan Bikawi, Atta, Abawita, Naida, Rupan, Abaraya, Tamudia. Di Shotiagia, Atta. Yere ya, Nasure, ya Cheme Solution. Tuha, Baduguma. Di Go, Toka Bema, Hopu. Akuro Doka Pena, Baduga Doka Pena, Shodiagia Doka Pere, Virana Sura Sekanzaja Doka Pere, Tinya Suraria Doka Pere, Tinkara Sure, Adri Janiga Doka Pere, Winyana Sure, Adi Tinankanariale Doka Pere, Yokanariale Doka Pere. Eri Tidawa Diaria, Kavi Atalo solution, Baduguma, Nisema Mobu Biro. Good say Danya Pione, Lulu Yamabe. Dodo, Joey Nadinya Ningara Sure, when you sure Kanangabaha, Doka Bibu, Nisapu, Pinida Pidoja, Da, another look to Yasamia Hogan. Ero Doka Legana shoot on an Ichi. Doka Legana shoot on an Ichibido, another will me on Shukaina. Anesa shoot on an another will shoot on a sheet. No, we better than Yama, a tika of Yomasino. Anesa shoot on a bingo weapon. Anesa shoot on any Tajamu. Now by my Yasavia, Dogulo Sabiro, Yadanesa and Dandoka, Zera Yandoka and Taranada Sabiro, Dogu Bonsabio, Peter. Anesa Dokamine, Dokamine, Nadamine, looked to horror, no? The coup the watch out, all the watch out. Tajamu Shindiuri Boama. Doka Laganago, Uti Bido, Tuha, Wibadana, Nyam Yengu, Chipo Sirap Shit. Wibadana Nyam Yenga Nebido, Shahana Pshetu Yadwara, Meliva, Poliva,
ဒုက္ခဝိပဿနာဒုက္ခတင်ညာဝိပဿနာအခြေခံပြီးတော့ရှင်သေဝလိဟာယဟနာဖြစ်သွားတယ်လို့ဒီလိုဆိုရမှာဖြစ်တယ်ပေါ့အေးဒီနေရာမှာနောက်ဆုံးအရေးကတော့အနေသောနော်အနေသောဆိုတာတုံလှုပ်တဲ့တဏှာခင်းသွားပြီတဏှာရှိနေသေးတယ်ဗျလူတွေဟာလှုပ်ရှားနေဥမှာပဲဖြစ်တယ်ပရိနိဗ္ဗုတောလုံးဝချုပ်ငြိမ်းသွားတယ်အပူတွေအလုံးငြိမ်းသွားတယ်ကိလေသာတဏှာငြိမ်းသွားလို့ရှိရင်အပူတွေအလုံးငြိမ်းသွားတယ်လို့ငြိမ်းသွားဖို့အဆင့်ဆင့်ကိုပရိစ္ဆသမုပ္ပါကြတော့အဝိဇ္ဇာယတွေ့ဝအတေတဝိရာဂနိရောဓသင်္ခါရနိရောဓဆိုပြီးအခုလိုပဲဒီပฏิလောမပရိစ္ဆသမုပ္ပါမှာဒီလိုခေါ်ထားတာဖြစ်တယ်ပေါ့နော်အေးအဲ့ဒီပရိစ္ဆသမုပ္ပါဆိုတာကြတော့ပစ္စယပရိက္ခဉာဏ်ပိုင်းကနေပြီးတော့သွားတာဖြစ်တယ်ပေါ့ပစ္စယပရိက္ခဉာဏ်ရဲ့ရှေ့ပိုင်းမှာနာမရူပပရိစ္ဆေဒဉာဏ်ရှိတယ်နာမရူပပရိစ္ဆေဒဉာဏ်နဲ့သဘာဝတရားကိုရှင်းပြသုံးသပ်ပြီးပစ္စယပရိက္ခဉာဏ်နဲ့အကြောင်းတရားကိုပါဆင်ခြင်သုံးသပ်နိုင်လို့ရှိရင်ဒီတရားအထုတ်တဲ့အခါမှာလင်မြန်သည်ဖြစ်စေနှိကွေးသည်ဖြစ်စေဖြစ်စဉ်ကတော့ဒီပုံစံအတိုင်းပဲသွားမယ်အတိထက်မြက်တဲ့ပုဂ္ဂိုလ်တွေကြတော့မြန်ညာတပရိညာနေတိရဏပရိညာတိရဏပရိညာနေနောက်ဆုံးမှာဝိပဿနာပရိညာပါဟာနပရိညာထိအောင်ရောက်သွားပြီးနောက်ဆုံးမှာလောကုတ္တရာပရိညာဖြစ်တဲ့နိဗ္ဗာန်မတရားထိအောင်ရောက်သွားနိုင်တယ်လို့ဒီလိုအခုယောဂီပုဂ္ဂိုလ်တွေကိုမိမိတို့ရဲ့ကျေးဇူးရှင်ဖြစ်တဲ့ဆရာတော်ဥပုံညာဏနာသင်ထားတဲ့အတိုင်းကျင့်ကြံကြိုးကိုပွားများအထောက်ကြဒီလမ်းကြောင်းအတိုင်းသွားတာဟာအခုမြတ်စွာဘုရားဟောတဲ့လမ်းကြောင်းမျိုးပဲဖြစ်တယ်။ဒါကြောင့်မို့ဒီလမ်းကြောင်းအတိုင်းကျင့်ကြံကြိုးကိုပွားများအထောက်ခြင်းဖြင့်တို့တွေဟာနောက်ဆုံးရလာမယ့်ဟာကတော့ရှင်သေဝလိရဲ့အမှတ်တရစကားလိုပဲဝိဇ္ဇာဝိမု ക്തി ပဲဖြစ်တယ်။ဝိဇ္ဇာဆိုတဲ့အသိဉာဏ်ရလို့ရှိရင်တို့တွေဟာတန်ត្រာကလွတ်မြောက်ခြင်းဆိုတဲ့ဝိမု ക്തി လွတ်မြောက်မှုကိုဧကံရကြမှာဖြစ်တယ်။အဲ့ဒီထဲမှာမာနကိုဖယ်ရှားလိုက်တာနဲ့တပြိုင်နက်ဝိမု ക്തി ဆိုတဲ့ဟာကိုအပြည့်အဝသိကြမှာဖြစ်တယ်ဆိုတာကိုယ်စီမှတ်သားနိုင်ယူပြီးမိမိတို့ယင်တဲ့နှလုံးထဲမှာတန်ត្រာကဒုက္ခပေးလာတဲ့အဝိဇ္ဇာတဏှာမာနစတဲ့ကိလေသာတရားတွေကိုဖယ်ရှားနိုင်အောင်ဒီလမ်းစဉ်အတိုင်းတို့တွေကျင့်ကြံကြိုးကိုပွားများအထောက်ကြရမှာဖြစ်တယ်လို့တတိထားပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း